နာဂတ်မှာတစ်ခုခုလုပ်မယ်လို့စီစဉ်ထားပြီးသားအစီအစဉ်လည်းရှိပြီးသားဒါပေမဲ့အဲ့ဒါကိုလည်းလုပ်ကိုလုပ်မှာအဲ့လိုမျိုးအသုံးအနှုန်းတွေကိုသုံး English လို့ပြောတတ်ချင်တယ်ဆိုရင်ဘယ် tense ကိုသုံးပြီးပြောရရလို့ထင်လဲ future tense တွေက future be going to ကိုသုံးရတယ်အဲ့မှာဆိုရင်နည်းနည်းရှုပ်ထွေးနိုင်စရာရှိတာက future going to နဲ့ future continuous tense နဲ့ရှိတယ်သူတို့ကမတူတဲ့အချက်ကဘာလဲဆိုတော့ future continuous tense ကကြတော့ subject plus will be plus verb ing သူပြောချင်တဲ့အဓိပ္ပာယ်ကအနာဂတ်မှာလုပ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်လုပ်ရင်လည်းလုပ်မယ်မလုပ်ရင်လည်းမလုပ်ဘူးဒါကကြတော့ future be going to ကကြတော့ရည်ရွယ်ချက်ရှိပြီးသားဆုံးဖြတ်ထားပြီးသားလုပ်ကိုလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်အားကြောင့်မို့ဒီနေ့ပြပြချင်တဲ့အကြောင်းအရာက future be going to အကြောင်းကိုပြောပြမယ်သူ့ရဲ့အဓိပ္ပာယ်ကအနာဂတ်မှာစီစဉ်ထားပြီးသားလုပ်ကိုလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်ပထမဆုံးနဲ့ structure လေးနဲ့ရေးဆုံးကြည့်အောင် positive standard structure ရကြည့်မယ်ဆိုရင် subject plus be going to plus verb 1 be found be ဆိုတာ am is are was were ကိုပြောချင်တာအဲ့တော့ am is are ကိုသုံးမယ်အနာဂတ်မှာစီစဉ်ထားပြီးသားအရာလုပ်ကိုလုပ်မယ်ဆိုတဲ့အရာအဲ့တော့နောက်ထပ် negative standard structure ကြတော့ subject plus am is are not plus going to plus verb 1 be found အနာဂတ်မှာလုပ်ဖို့မလုပ်ဖို့ကိုစီစဉ်ထားပြီးသားလုပ်ကိုမလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကကြာ question standard structure က am is are plus subject plus going to plus verb 1 be found သူကအနာဂတ်မှာလုံမာလားဆိုတဲ့ဒီပဲပြောချင်တာကဒီမှာအိတ်နေရလို့ဒီမှာအိတ်နေရလားမေးတယ်လို့စာချက်နေရအောင်မြင်ရတာနဲ့စာမေးပွဲအတွက်ပြင်ဆင်နေရလားအဲ့လိုမျိုးမေးတဲ့ပုံစံမျိုးတွေမှာ going to ကိုတုံးတယ်အဲ့တော့မနေ့ကကြာရင်ဒီ going futures going to နဲ့ဘယ်လို standard လေးတိစောက်လို့ရလဲဆိုတာကိုပြောပြမယ် bye bye see you in the next video ဒီနေ့ကအနာဂတ်မှာစီစဉ်ထားပြီးသားအစီအစဉ်ရှိပြီးသားလုပ်မယ်လို့လည်းဆုံးဖြတ်ထားပြီးသားလုပ်ကိုလုပ်မယ်ဆိုတဲ့နေရာမှာသုံးတဲ့ tense အကြောင်းကိုပြောပြမယ်အဲ့ဒါက future going to လို့ခေါ်တယ်အဲ့ဒါရဲ့ positive sentence structure ကိုအရေးဆုံးကြည့်အောင် subject plus am is are plus going to plus verb 1 be found ငါမနှက်ပြန်ဆရာဝန်နဲ့တွားတွေ့မယ်တေချာဘက်ကိုတွားတွေ့မှာစီလဲစီစဉ်ထားပြီးသားအဲ့ဒါဆိုရင်ဘယ်လိုပြောမလဲ I am going to see the doctor tomorrow နှက်ပြန်စာလုပ်မယ်စီစဉ်ရှိပြီးသားတေချာဘက်လည်းလုပ်မှာ I am going to study tomorrow အဲ့တော့ negative standard structure လေးကိုတွားရအောင်သူ့ရဲ့အဓိပ္ပာယ်ကအနာဂတ်မှာမလုပ်ဘူးလို့ကိုသူစီစဉ်ထားပြီးသားလုပ်ကိုလုပ်မှလည်းမဟုတ်ဘူးအဲ့ဒါ structure subject plus am is are not plus going to plus verb 1 be found ဟာဒီနေ့အပြစ်မထွက်ဘူးတေချာဘမထွက်ဘူးလို့သူဆုံးဖြတ်ထားတယ်အားဆိုရင်ဘယ်လိုပြောမလဲ I am not going to go out today ဟိုဒီပွဲကိုတက်မှာမဟုတ်ဘူးတေချာဘမတက်ဘူးလို့လည်းစီစဉ်ထားတယ်အားဆိုရင်ဘယ်လိုပြောမလဲ They are not going to attend this event ယောက်ကကွာကိုနဲ့အတူတူမနေ့ဖန်ကြရင်အတူတူလိုက်ပြီးမှကိုနဲ့အတူတူသွားမှာဒါပေမဲ့အဲ့ဒါကိုလည်းစီစဉ်ထားပြီးသားဆုံးဖြတ်ထားပြီးသားအဲ့လိုမျိုးအခြေအနေမှာမနေ့ပြန်ကနဲ့လိုက်မှာလားလို့မေးချင်တဲ့အခါကျရင်ဘာကိုသုံးမလဲဆိုတော့ be going to ကိုဝယ်သုံးတယ် be going to ရဲ့ question form ကိုသုံးတယ်ပေါ့နော်ပြောမယ်ဆိုအိတ်နေရလို့မင်းအိတ်နေရလားအဲ့လိုမေးတဲ့ပုံစံမျိုးပေါ့နော်တေချာပေါက်ဆုံးဖြတ်ထားပြီးသားလိုက်လဲလိုက်မဲ့ကိစ္စယူအဲ့လိုမျိုးမေးရဆိုတဲ့ပုံစံမျိုးသူရဲ့ standard structure ပုံစံကိုကြည့်အောင်သူရဲ့ standard structure က am is are plus subject plus going to plus verb 1 be found မနေ့ပြန်ကနဲ့လိုက်မှာမလားလိုက်ဖို့လဲစီစဉ်ထားပြီးသားထားရမလားလိုက်ဖို့လဲဆုံးဖြတ်ထားပြီးသားမလားတေချာပေါက်လဲလိုက်မှာမလားအဲ့ဆိုရင်ဘယ်လိုပြောမလဲ Are you going to come with me tomorrow သူမစာမေးပွဲအတွက်ပြင်ဆင်နေရလားပြင်ဆင်နေရရွတ်မြင်လာတယ်သူမစာမေးပွဲအတွက်ပြင်ဆင်နေရလားပြင်ဆင်နေတယ်ကွာတေချာပေါက်ပြင်ဆင်နေရအဲ့ဆိုရင်ဘယ်လိုမျိုးပြောမလဲ Is she going to prepare for that exam ဒီကြောင်းအရာလေးနဲ့ပတ်သက်ပြီးနှစ်ဖက်ကြရင်မြန်မာလိုတွေးပြီးအင်္ဂလိပ်လိုဘယ်လိုရေးရမလဲဆိုတာလေးကိုကြည့်ကြည့်ရအောင် Bye bye see you in the next video ဒီနေ့က future going to နဲ့မြန်မာလိုတွေးပြီးတော့အင်္ဂလိပ်လိုမျိုးရေးကြည့်အောင် going to ရဲ့အဓိပ္ပာယ်ကဘာကိုပြောချင်တာလဲဆိုတော့အနာဂတ်မှာလုပ်ဖို့အစီအစဉ်ရှိပြီးသားပြီးတော့ဆုံးဖြတ်ထားပြီးသားကိစ္စကွာအဲ့တော့ तू လုပ်ဖြစ်အောင်လည်းလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့အချိန်မှာဘာကိုသုံးလဲဆိုတော့ future going to ကိုသုံးတယ်သူရဲ့ positive structure negative structure question form တွေတခါလေးသင်ပြီးသားအဲ့ဒါကြောင့်မို့ကြည့်ရအောင်အဲ့တော့ငါဒီညစာအုပ်တအုပ်ဖတ်မယ်အဲ့တော့မြန်မာ subject ကောအင်္ဂလိပ် subject ကောစာကြောင်းရဲ့ထိတ်ဆုံးမှာရှိရဲအဲ့တော့ subject ကဘာဖြစ်မလဲ I အဲ့တော့ be going to plus verb 1လို့ပြောတဲ့ချိန်မှာဖတ်မယ် okay အဲ့တော့ငါဒီညစာအုပ်တအုပ်ဖတ်မယ် I ဆိုတော့ am နဲ့တွဲမယ် I am going to ဖတ်တာကိုအင်္ဂလိပ်ဆိုဘယ်လိုခေါ်လဲ read I am going to read ဘာကိုဖတ်မှာလဲစာအုပ်တအုပ်ကိုဖတ်မယ် I am going to read a book ဘယ်ချိန်မှာဖတ်မှာလဲဒီညဆိုတော့ tonight ငါဒီညစာအုပ်တအုပ်ဖတ်မယ်ဆိုရင် I am going to read a book
tonight ငါဒီနေ့အပြင်မထွက်ဘူးတေချာပေါက်လည်းမထွက်ဘူးလို့လည်းဆုံးဖြတ်ထားပြီးသားအဲ့တော့ဘယ်လိုမျိုးရှိမလဲငါဆိုတော့ I အဲ့တော့ verb ကိုကြည့်မယ် verb ကမထွက်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့သူ့ရဲ့ structure ပုံစံနိုင်သွားမယ် be not going to black verb 1ဆိုတော့ I ဆိုတော့ am I'm not going to အပြင်မထွက်ဘူးဆိုတော့ go out ဘယ်နေ့လဲဒီနေ့ today ဟေးနောက်တစ်ကြောင်းကြည့်အောင်သူတို့ဒီ project ကိုစတင်မှာလားသူရဲ့ question form ကိုကြည့်လိုက် Ms are going to black for when အဲ့တော့သူတို့လို့ပြောတဲ့ချိန်မှာတော့သူတို့လို့ပြောရတဲ့အတွက်ကြောင့်မို့လို့ဘာကိုသုံးလဲဆိုတော့ are they ဖြစ်တဲ့ကြောင့်မို့ဒီနဲ့သုံးမယ် are they going to စတင်မှာလားစတင်မယ်ဆိုရင် start နဲ့သုံးတယ် are they going to start ဘာကိုလဲဒီ project ကိုလို့ပြောတဲ့ကြောင့်မို့ did project